哇塞，ဆိုင်မရမ်းများလားဘယ်လိုလဲ ရောက်တဲ့နေလေးဟိတ်ကီ အမေ 絶対美味しそう絶対美味しそうキーキーHello Steady with Moon page လေးကနေကြိုဆိုလိုက်ပါတယ်ဒီမှာရောက်ကြရပါတော့တက္ကသိုလ်တက်ရင်တော့ဒီလို vlog လေးရိုက်မယ်ဆိုပြီးတော့ဆုံးဖြတ်ခဲ့ပေမဲ့ပထမနှစ်မှာတော့အရင်အလုံများလို့ပေါ့နော်အခုဒုတိယနှစ်ရောက်တော့မှပဲစပြီးရိုက်ဖြစ်တာပါမုံတို့ကြောင်းကပေါ့နော်တိုကျိုကနေပြီးတော့တနိုင်လောက်ဝေးတဲ့ချီပါဆိုတဲ့နေရာလေးမှာရှိတာပေါ့နော်အဲ့တော့မုံကတနေ့တာ quiz မှာဘယ်လိုမျိုးဖြတ်သန်းသွားမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်အဲ့တော့ကြောင်းလေးရောက်ပြီဆိုတော့ပထမဆုံးမြန်မာတငယ်ချင်းနဲ့နေ့လည်စာစားဖို့ခဏစောင့်မယ်ပေါ့နော်အရှိမမြင်နေရတဲ့ building က building 8ပေါ့နော် quiz 8လို့ခေါ်ပါတယ်နိုင်ငံခြားဘာသာကျောင်းဖြစ်တဲ့အတွက်အဲ့ဒီ building အထဲထဲမှာတော့အင်္ဂလိပ်စာတို့တခြားနိုင်ငံခြားဘာသာတို့ပဲသုံးလို့ရတယ်ပေါ့နော်友達です友達のカバンです building 8ရဲ့အထဲထဲကတော့ဒီလိုပုံစံမျိုးလေးပေါ့နော်見てトランプもいるတကယ်ချင်းစောင်းနေနေလေးအလှပြင်းနေပေါ့နော်ဒါပေမဲ့အတူကောက်လေးဘယ်လိုပြောရမလဲခေါ်မလဲ ဝဝဝဝ ဝါဆန်ဆိုင်မအရင်များလားဘယ်လိုလဲ ရောက်တဲ့နေလေးဟိတ်ကီ အမေပါလေနောက် ဆိုင် အ မ ပတ် နေတဲ့နေလေးလာခဲ့အရန်ပြိုစရာကောင်းတယ် နောက်အပတ်အတွင်းမှာထားမယ်ဆိုင်မဘယ်နှခု ရှစ်ခုပဲရှိတာအေးစေးဟိတ်ကီ အမေ ရှစ်ခုကအေးစေး one night one sum မဟုတ်တော့တော့ one night eight ဝန်နိုင်ဆိုင်မလား မြန်မာမလေးနဲ့တွေ့ပြီးတော့အတူတူထမင်းသွားစားကြပါမယ် 絶対美味しそう絶対美味しそうどうしよう迷うでも上かな定食かなどうしようこれにする絶対これにするနေ့လေစားစားချိန်တနားရီလောက်ပဲချိန်ရတာကို30မိနစ်လောက်ကတိုင်တယ်တကယ်မပြောချင်ဘူးတကယ်ကျောင်းမှာကန်တင်းတစ်ခုရှိရပါတော့အခုမုံလုံးရောက်နေတဲ့ကန်တင်းကကျတော့ရှုပ်ခချင်းလို့ခေါ်တဲ့ကန်တင်းဖြစ်ပြီးတော့နောက်တစ်ခုကကျတော့ရာပတ်စ်လို့ခေါ်တဲ့ကန်တင်းပေါ့နော်နှစ်ခုကဘာကွာလဲဆိုတော့တူတူလောက်ပါပဲမတိမ်မငိမ့်ပဲလူအရန်ကြမှာဆိုလို့နှစ်ခုခွဲထားတဲ့သဘောပေါ့နော်ဒီလိုကြောက်မောက်တော့မရဘူးလားဘယ်လိုခေါ်ရမလဲ I'm Angel ですかもういろいろな人と出会いますようにしてます私たちのことをもうこのなんဖြစ်သွားတဲ့ရုပ်ကိုတစ်ချက်ရှိုးအဲ့တော့စားပြီးတောက်ပြီးပြီဆိုတော့စားပြီးသားပကံလေးတွေသွားပြီးထားရတယ်ပေါ့နော်အဲ့နောက်မိုင်းနှစ်ယောက်ကအတန်းရှိအောင်မလို့ပြေးကြတယ်ပေါ့နော်ကျမမပြေးတော့ဘာပိုင်နော်အတားတော့တဲ့အဲ့တော့ပေါ့နော်ခုတယောက်တည်းလေးဖြော်ရည်ဆိုတော့သွားစရာနေရာလေးရှိလို့ပေါ့နော်စာအုပ်ဖတ်စာအုပ်လေးသွားပြီးထုတ်ရမှာပေါ့နော်အတားကအဆောင်တက်မှာဆိုတော့နည်းနည်းလမ်းလျှောက်ရမှာပေါ့နော်တူတူလမ်းလျှောက်ကြရအောင်စာအုပ်ယူတော့လေးကြောင်းတစ်ပတ်လိုက်ပြပါမယ်ဒါလေးကတော့မုံတို့ရဲ့စာကြည့်တိုက်ပေါ့နော်စာကြည့်တိုက်မျက်နှာချင်းဆိုင်မှာဒီလိုစိမ့်စိမ့်စို့ဂါဒန်လေးတစ်ခုရှိရပါတော့ဥယျာဉ်လေးတစ်ခုရှိပါတယ်ပန်းနေပွင့်တဲ့အချိန်ဆိုရင်ကျောင်းထဲမှာဆာကူရာပင်တွေအများကြီးရှိရပေါ့နော်ပန်းကင်းလန်းလေးလိုဖြစ်နေရโอเคစာအုပ်လေးရပြီဆိုတော့နောက်တစ်ခေါက်ကျောင်းတစ်ပတ်ပတ်ကြရအောင် rooftop ပေါ့နော်ခေါမိုးတက်ကနေပြီးတော့ဘယ်ဘက်ကိုကြည့်မယ်ဆိုရင်တော့စာကြည့်တိုက်ပေါ့နော်ဟိုဘက်မှာမြင်နေရတဲ့အဆောက်အဦကြီးတွေကြောင့်ကုမ္ပဏီကြီးတွေပေါ့ Eon တို့ IBM တို့အဲ့ဒီကနေအောက်ဆင်းလိုက်ရင်ကျတော့ခုနကတော့ Quiz Garden လေးပေါ့နော်။ဘောကဒီနေ့စာကြည့်တိုက်မှာနည်းနည်းစာလုပ်ချင်တာမို့လို့စာကြည့်တိုက်ကိုသွားမယ်ပေါ့နော်။စာကြည့်တိုက်မသွားခင်မှာစာကြည့်တိုက်ရှိတဲ့ဒီအဆောင်ကြီးပေါ့နော်။ဒီအဆောင်ရဲ့အပေါ်ဆုံးတက်ဒီခေါမိုးတက်ကလေးကိုတစ်ချက်လိုက်ပြချင်ပါတယ်။ဒီခေါမိုးတက်ကပေါ့နော်ကျောင်းတဝင်းလုံးကိုလှမ်းပြီးတော့လည်းမြင်လို့ရသလိုနေဝင်တဲ့အချိန်တွေပါလာပြီးကြည့်လို့ရအောင်ပေါ့နော်အရန် romantic ဆန်နေပေါ့နော်
ထွက်ထွက်ချင်းမြင်နေရတဲ့ဒီဘယ်ဘက်ကအညိုရောင်အဆောင်ကပေါ့နော် Media Plaza လို့ခေါ်တဲ့ကွန်ပျူတာတွေထားတဲ့အဆောင်မျိုးပေါ့နော်စာသင်ခန်းတွေဘာတွေလည်းရှိပါတယ်အဲ့ဒီအရှိတက်တဲ့ဘောလုံးကွင်းကြီးကလည်း quiz အပိုင်ပဲမို့လို့ဘောလုံးကန်တာကြိုက်တဲ့သူတွေကန်လို့ရတယ်ပေါ့နော်ပြီးတော့ဟိုးဘက်မှာမြင်နေရတဲ့ဆောက်ကကျတော့ mono ဆက်ဆက်လာခြင်းတော့ဝင်နေတဲ့ quiz 8ပေါ့နော်ဟုတ်ခုရောက်နေတဲ့နေရာကတော့ခန္ဓာရဲ့အမြင့်ဆုံးပေါ့မြင့်ဆုံးနေရာအမြဲတမ်းဘယ်သူမှမရှိဘူးเนาะဒီမှာအားကြောင့်မို့လို့အမြဲတမ်းလာပြစ်ပါတယ်လို့ kick လေးရှိရပေါ့เนาะအောက်ဘက်မှာစာလုပ်နေကြတဲ့သူတွေလည်းရှိတယ်နည်းနည်းမြင်ရပါတယ်စာလုပ်နေကြတယ်ဘေးဘက်မှာချောင်းလေးတစ်ခုရှိရပေါ့เนาะအရင်လှတဲ့အဲချောင်းလေးကလည်းအောက်ဖက်နေမှာမြင်ရလာတော့မသိဘူးမြင်ရလာတော့မသိဘူးအဲ့တော့ rooftop ကနေပြီးတော့တလွားတိပြန်ဆင်းလာရင်တလွားမှာစာကြည့်တိုက်ရှိရပေါ့နော်စာကြည့်တိုက်မှာမုံလဲ2နာရီလောက်စာလုပ်ပြီးတော့မှအတန်းသွားတက်မယ်ပေါ့နော်ဒီနေ့က9ချိန်မြောက်အတန်းတစ်ချိန်ပဲရှိတဲ့အတွက်အဲ့ဒီတစ်ချိန်ပဲအတန်းသွားတက်စရာလိုတယ်ပေါ့နော်ကျန်တဲ့အချိန်တွေက free အချိန်ပေါ့နော်တော့ရှင်းလီက psychology class ပေါ့နော်မလီတတ်ကြရရှိပါတယ် Hi အမကြီးလာပါဘလို့Hi မြန်မာ3ယောက်ပြန်ကြပါပြီပြန်มาတော့မယ်တယောက်ကဘုကတ်စ်တယောက်ကပြန်ဝင်ဘုကတ်စ်သွားလိုက်ပါဦးမယ် Hi အဲ့လိုနဲ့ညနေ6နာရီမှအတန်းပြီးပြီးတော့အခုအိမ်ပြန်ပါပြီပေါ့နော်အားလုံးပဲကြည့်ရှုပေးကြတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်လို့ like and share လုပ်ပေးကြပါဦး